ကျွန်တော်တို့ပတ်ဝန်းကျင်မှာအသက်90ကျော်တဲ့အထိကျန်းမာလန်းဆန်းနေတဲ့အဖိုးအဖွားတွေကိုတွေ့ဘူးကြမှာပါသူတို့ကအားကစားယုံဂျင်ထွားနေတာလည်းမဟုတ်ဘူးဈေးကြီးတဲ့အားစီးတွေတောက်နေတာလည်းမဟုတ်ဘူးဒါဆိုသူတို့ဘာလို့အသက်ရှည်တာလဲလျှို့ဝှက်ချက်၄ချက်ရှိပါတယ်တစ်လှုပ်ရှားခြင်းအသက်ရာကျော်ရှည်တဲ့သူတွေဟာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်မဲ့အစားနေ့စဉ်ဘဝမှာအမြဲလှုပ်ရှားနေသူတွေပါဥပမာလမ်းလျှောက်ပြီးဈေးဝယ်တာဖုံးကြီးကြောင်းသွားတာအိမ်တန်ရှင်းရေးလုပ်တာအိမ်မှာပန်းပင်လေးတွေစိုက်တာမျိုးပေါ့တနေ့ကုန်ထိုင်မနေပဲကိုယ်လက်လှူရှားမှုရှိနေတာကနှလုံးနဲ့အယိုးအစစ်တွေကိုတမ်းမာစေပါတယ်ည80ရာခိုင်နှုန်းပဲစောက်ခြင်းဘိုက်ဝါတာထက်ဘိုက်ပြေကနေ80ရာခိုင်နှုန်းလောက်မှတယ်စားတာကိုရက်လိုက်တာပါကျွန်တော်တို့မြန်မာတွေကထမင်းမြင်ရင်အဝစားတတ်ကြတယ်အဲ့ဒီအကျင့်ကအစာကျေစနစ်ကိုပင်ပန်းစေပါတယ်ညစာကိုအနည်းဆုံးစားပြီးအိယာဝင်ရင်3နာရီအလိုမှာအစာဖြတ်ထားတာကအသက်ရှည်ဖို့လမ်းစားပါပဲ3စိတ်ဖိစီးမှုလျှော့ချပြီးရီမှန်းချက်ရှိခြင်းစိတ်ကအကြီးကပါအသက်ရှည်သူတွေမှာသူတို့ဘဝရဲ့ရီမှန်းချက်ရှိကြတယ်ဘာသာရေးလောက်တာပရိစိတ်တာတရားမှတ်တာတွေကစိတ်ကိုအေးချမ်းစေပြီးတွေးတိုးနဲ့နှလုံးယောဂါကိုကာကွယ်ပေးပါတယ်4အထီးကျန်မနေခြင်းအထီးကျန်တာကစိတ်လိတ်တဲ့နေ့15လိတ်တောက်တာထက်ပိုအန္တရာယ်ရှိပါတယ်မိသားစုတငယ်ချင်းတွေနဲ့စကားပြောတာလက်ဖက်ရည်ဆိုင်မှာမိတ်ဆွေတွေနဲ့ပုံမှန်တွေ့ဆုံတာလူမှုရေးလုပ်ငန်းတွေမှာပါဝင်တာတွေကဦးနှောက်ကိုတက်ကြွစေပြီးအယ်ဇိုင်းမာရောဂါကိုတားဆီးပေးပါတယ်အသက်ရှည်ဖို့ဆိုတာစေးပလင်းထဲမှာမရှိပါဘူးသင်ရဲ့နေ့စဉ်အလေးကျင့်လေးတွေထဲမှာပဲရှိပါတယ်ဒီဗီဒီယိုလေးကို share ပြီးအားလုံးအသက်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းပေးလိုက်ပါကျမ်းမာရေး